င်္ဂလာပါနော်ကျွန်တော်ဒီနေ့မှာတော့ဗီဒီယိုအရှိထုတ်ဖို့နော်ဟာတာဗီဒီယိုအရှိထုတ်ဖို့ AI နဲ့မိနစ်စက္ကန့်အရှိပေါ့နော်15စက္ကန့်လောက်ထိထုတ်လို့ရတဲ့ AI နဲ့မိတ်ဆက်ပေးကြပါတယ်ကျွန်တော်ဒီပထမဆုံးဘာလိုအပ်လဲဆိုရင်ကျွန်တော်တို့ Play Store ကနေပြီးတော့ကျွန်တော်ဒီ VPN ဆိုပေါ့နော်ဒီ VPN လေးကို download ဆွဲလိုက်ပေါ့နော်ဒီမှာကျွန်တော်ဆက်ပြီးသားကျွန်တော် error ပဲမြင်မှာပေါ့နော်မမြင်တော့ဘူးလောလောဆယ်ကြာနေမှာဆိုကျွန်တော် AI နဲ့ကိုသွားမယ် AI နဲ့သွားပြီးကျွန်တော်ဒီမှာစိတ်ပိုင်းလေးခုရှိရပြန်နော်ဒါတက်တူဗီဒီယိုဒါပုံနဲ့ဒါကြတော့တချင်းပေါ့နော်ဒါကြတော့ပုံထုတ်တာပေါ့နော်ဒီတချင်းဟာတော့သူကအင်္ဂလိပ်ပဲရသေးပေါ့နော်ကျွန်တော်ဒီမှာအကုန်ပုံ editor ရမယ် vfin ရမယ် HD ရမယ်ပြီးရင်တော်တော်များများတော့ရတယ်ဗျာနော်ဒီမှာကြိုက်တဲ့မျိုးစုံပေါ့နော်တော်တော်များများရပါတယ်တို့အရင်ဆုံးကျွန်တော်ကတော့တက်တူဗီဒီယိုလုံးမှာဖြစ်တဲ့အတွက်ပုံလေးပါရှိတဲ့သူကလည်းပုံနဲ့လို့ရပါနော်ကျွန်တော် ChatGPT တွေကိုဟာတာပရုံလေးပေါ့နော်အခုဒီမှာကျွန်တော်ဟာတာပရုံရေးခိုင်းတာပါတယ်အခုဟာတာဗီဒီယိုအတွက်ကျွန်တော်လွယ်ပဲရေးတယ်ပေါ့နော်မှသူ့ဘာသာပြင်ပြပါမယ်ဒါကတော့ဟာတာဗီဒီယိုလေမနော် copy ယူတယ်ကျွန်တော်တို့ဒီမှာဖိလိုက်ပါနော်ဖိပြီးရင်ကျွန်တော်တို့ဒီမှာဘာပြင်လို့ရမလဲဆိုတော့ဘာမနော်ဒီမှာအချိုး16 4စက္ကန့်ပါနော်ဆိုအဲ့ဒီပြင်မယ်ဗျဒါ audio နဲ့ music ပါနော် audio မှာတော့ကျွန်တော်တို့မယူချင်တဲ့လူကပိတ်လို့ရပါတော့ကျွန်တော် audio ယူမယ် music မယူချိုးက60ချိုးမယ်ပြီး15ပါနော်15မရဘူး14 13 12စက္ကန့်မှာနော်ပြီးရင်ကျွန်တော်ရေးပြီးရင်ကျွန်တော်တို့ဒီနေရာမှာပေါ့နော် creator ကိုနှိမ့်လိုက်ရုံပဲဒါဆို creator တက်သွားပြီပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီမှာပေါ့နော်ဒီမှာ creator တက်နေပါပြီဒီမှာစက္ကန့်ရေးနေပြီးရင်ကြည့်ရုံထုတ်ဒေါင်းမယ်ပေါ့နော်ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ပါမယ်ကျွန်တော်တို့ဒီဗီဒီယိုလေးရပြီဆိုတော့ဗီဒီယိုလေးတစ်ချက်နှိပ်ကြည့်မယ်ပေါ့နော်ဒီမှာသူ့ရဲ့ watermark မပါခြင်းကျွန်တော်တို့ဒီ auto watermark ဆိုတာကြော်ညာတစ်ပုတ်ကြည့်ရပါနော်ကြော်ညာကြည့်မှသာလေသူက watermark မပါဘဲနဲ့ဒေါင်းလို့ဆက်မှာပေါ့နော်Want to create fun videos? Click or MX, choose swap, upload your replacement image, and generate an awesome AI video. Want to create fun videos? Click or MX, choose swap. Đó, cái nó đã download bị vậy mà nó